လဲဆိုတော့တနိုင်ငံလုံးကနေပြီးတော့ကြည့်ရှုတဲ့ Miss Universe လည်းဖြစ်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဗီဒီယိုပေါ့နော်ညီမရဲ့စုရခဲ့တဲ့နေရာလေးတွေပေါ့နော်ကျွန်တော်ဗီဒီယိုအခါပေါင်းများစွာကြည့်တယ်ပြီးတဲ့အခါမှာဘယ်သူမစိုးရလဲပဲအားပေးတဲ့သူတွေဖြစ်တယ်နော်ဆိုတော့ညီမငယ်ဘယ်လိုခံစားသလဲဆိုတော့လည်းတစ်ချက်လောက်သိချင်ပါတယ်လို့ပြောပြပေးပါအောင်ဒါညီမအတွက်တော့ဒါကြီးမားဆုံးအောင်မြင်မှုပေါ့နော်ညီမအတွက်တင်မဟုတ်ဘူးဒါမြန်မာနိုင်ငံအတွက်ပါဒါပထမဆုံးအနေနဲ့ကြီးမားဆုံးအောင်မြင်မှုလို့ထင်ပါတယ်အဲ့အတွက်အရင်ဝမ်းသာတယ်ဒီလိုမျိုးအခက်ခဲတွေကြားကနေလာရောက်ရှင်ပြန်ရတဲ့အတွက်ကြောင့်ပြီးတော့အဲ့ဒီအခက်ခဲတွေကြောင့်ပဲညီမဒီလိုမျိုးနေရာကိုရရခဲ့လို့လည်းထင်တယ်အဲ့တော့ဘယ်လိုပြောရမလဲအခက်ခဲတွေကနေပဲဒီညီမအတွက်အခွင့်အလမ်းကောင်းတွေရလာတယ်ပေါ့နော်အဲ့အခွင့်အရေးကိုညီမအကောင်းဆုံးအသုံးချပြီးတော့ဒီနေရာကိုရခဲ့ဖြစ်တဲ့အတွက်အရန်ကိုအတိုင်းမသိဝမ်းသာပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းအထူးပဲဝမ်းသာပါတယ်လို့เนาะပြီးတဲ့အခါမှာညီမငယ်ရဆိုရင် Miss Universe 2020ရဲ့ winner မဖြစ်ခဲ့ပေမဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာနံပါတ်1နေရာရပြီးသားဖြစ်ပါတယ်လို့ဒါပဲမဟုတ်ပါဘူးဒီမှာရှိတဲ့လူငယ်တွေအားလုံးနှလုံးသားထဲမှာလည်းနေရာယူထားတဲ့ Miss Universe မြန်မာဖြစ်ပါတယ်နောက်ထပ်လက်ခုပ်တီးပြီးတော့ကြိုဆိုပေးပါအောင် all right ကျွန်တော်အရန်နေတက်တာရာတခုကဘာလဲဆိုတော့ညီမငယ်ထွက်လာတဲ့အခါမှာချက်ချင်းပဲလက်အုပ်ချီပြီးတော့ဘယ်လိုခေါ်လဲနှုတ်ဆက်တာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဒါမတွေ့တာကြာပြီဟုတ်တယ်မလားတစ်ခေါက်လောက်ညီမငယ်ရဲ့မြန်မာ culture ပေါ့နော်နှုတ်ဆက်ခြင်းကိုတစ်ချက်လောက်ကျွန်တော်ကြည့်ချင်ပါတယ်လို့ပြလို့ရမလားစဝါဒီခါပုံစံပေါ့နော်ကျွန်တော်မြန်မာနိုင်ငံတတိယတဲ့အနေနဲ့ပေါ့နော်ကျွန်တော်တို့တစ်ချက်လောက်ကြည့်ချင်ပါဒါမြန်မာယဉ်ကျေးမှုလည်းဖြစ်တယ်လေနော်Yeah all right ကျေးဇူးတင်ပါတယ်လို့အခုကျွန်တော်နောက်ထပ်သိချင်တာပါလဲဆိုတော့ထားပါတော့ကျွန်တော် Miss Universe ကိုworld ပေါ့နော်သူရဲ့လောကကျွန်တော်ဝင်တော့မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးဘာပြင်ဆင်မှုရှိသလဲညီမငယ်ခြေလမ်းလေးတွေပေါ့နော်နည်းတော့ပြောပြပေးပါအောင်Miss Universe beauty pageant နဲ့ဝင်တာညီမဒါပထမအောင်ဆုံးပေါ့နော်စပြိုင်တော့ကလည်းဘာ experience မှမရှိဘူးကတ်ဝေါ်လည်းမလျှောက်တတ်ဘူးအဲ့လိုမျိုးဘယ်လိုပြောရမလဲပြိုင်ချင်တာပဲရှိရပေါ့နော်last minute အမြန်ဖောင်သွားတင်ပြီးတော့လုပ်လိုက်တဲ့အချိန်မှာဒါဖောင်မှာရွေးခံရတဲ့အတွက်ပါသွားအဲ့ရနေစပြီးတော့ပထမဆုံးပွဲမှာတော့ဗီဒီယိုပြန်ကြည့်ရင်သိပါတယ်တိတ်အဆင်မပြေဘူးပေါ့နော်လမ်းလျှောက်တာရောစကားပြောတာရောဒါပေမဲ့တဖြည်းဖြည်းနဲ့ပေါ့နော်ကိုဗစ်ကြောင့်လည်းပါမယ်ညီမအခွင့်အရေးပိုရပါပေါ့နော်ပြိုင်ပွဲအတွက်ပြင်ဆင်မှုအချိန်ပိုရတဲ့အချိန်မှာညီမကဘယ်လိုပြောရမလဲအတက်လွယ်တယ်ပေါ့နော်အရင် practice လုပ်စရာမလိုအတက်လွယ်တယ်အဲ့အကြောင်းလည်းနည်းနည်းပြင်းတာလည်းပါတယ်ပေါ့နော်ပြိုင်ပွဲမှာဒါပေမဲ့အဲ့လိုပဲအချိန်ကြာလာတဲ့အမြာကိုကလည်းလေးလာတယ်ပြီးရင်အကောင်းဆုံးဖြစ်ချင်တယ်ပေါ့နော်အစကတော့အော်လို့ ground မရလဲရပါတယ်ပေါ့ Miss Universe မြန်မာမရလဲအတွေ့အကြုံရတယ်ပေါ့ဆိုဝင်ပြိုင်တာဒါပေမဲ့တဖြည်းဖြည်းနဲ့အချိန်ကြာလာတဲ့အချိန်မှာတော့ကိုကတဖြည်းဖြည်းနဲ့ ground မှန်းလာပေါ့နော် ground မှန်းတဲ့အချိန်မှာတော့ ground နဲ့ထိုက်တန်တဲ့လူဖြစ်အောင်တော့ကြိုးစားရတာပေါ့နော်အစရကြိုးစားရတယ်ပြီးတော့ Miss ဆိုတာတော့နေထိုင်ပြောဆိုသွားလာအကုန်လုံးသိကြတဲ့အတိုင်းပဲအကုန်လုံးလုပ်ရတယ်ကတ်ဝေါ်လည်းလှနေရတယ်စကားပြောတာလည်း great speaker ဖြစ်ဖို့လိုရပေါ့နော်ညီမဆိုရင်တော့အရင်ကလုံးဝစကားမပြောတတ်ဘူးအခုလိုစင်မြင့်ပေါ်မှာပြောရမှာဆိုပိုအောင်ဆိုသည်အရင်ကြောက်တာရှက်တယ်ကြောက်ရှက်တယ်ကြောက်လဲကြောက်တယ်ဒါပေမဲ့အခုကြောက်တဖြည်းဖြည်းနဲ့experience ရနေပြီးတော့ပြန်တင်သွားတာပေါ့နော်အခုဆိုရင်တော့ဘာမှမဖြစ်တော့ဘူးကိုယ့်ရဲ့မြန်မာလူမျိုးတွေနဲ့တွေ့ရဆိုတော့ပို့ပြီးတော့ရင်းရင်းနှီးနှီးဖြစ်နေဟုတ်ကဲ့ကျွန်တော်လည်း TV 1တာပဲလက်ခုပ်တီးပြီးတော့ကွန်ပျူတာရအောင်လို့ကျွန်တော် video clip လေးတစ်ခုလောက်ကြည့်ရအောင်နော်ညီမငယ်စောနာပြောတဲ့အတိုင်း Miss Universe 2020 winner မဖြစ်ခဲ့ပေမဲ့top 21 ထိရောက်ခဲ့တယ်ဆိုတာအရန်ပဲကျွန်တော်အားရတဲ့အရာဖြစ်တယ်ဆိုတော့ဒီလိုမျိုးနေရာရောက်တော့ဆိုရှာပပညီမငယ်ရဲ့စ조사မှုအားထုတ်မှုဆိုအများကြီးဆိုတွေ့ရတယ်เนาะကျွန်တော်ဗီဒီယိုခဏလောက်ကြည့်ရအောင်เนาะAlright ဆိုရင်ညီမငယ် top 21နေရာရခဲ့နေရဖြစ်တယ်เนาะညီမငယ်မျက်ရည်ကျခဲ့တယ်ကျွန်တော်တို့လည်းမျက်ရည်ကျတာဖြစ်တယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံတစ်ခုလုံးကိုယ်စားလှယ်နေနဲ့ညီမငယ်ရက်ပြီးတော့ပါဝင်တဲ့အခါမှာဘလို့ခံစားတယ်လဲညီမငယ်ရဲ့စ조사မှုလေးတွေပေါ့เนาะတစ်ချက်လောက်ဆောနာပြောတဲ့အတိုင်းတစ်ချက်လောက်ပြန်ပြောပြပေးပါဦးအဲ့ဒီအချိန်မှာမယုံနိုင်ဘူးပေါ့เนาะမြန်မာလို့អော်လိုက်တဲ့အချိန်မှာအစမဟုတ်ဘူးထင်ပြီးတော့ရက်နေသေးတယ်နောက်တော့မှအကုန်လုံးကလက်ခုပ်ဝိုင်းတီးကြအောင်မှထွက်ရတာအဲ့ချိန်အရင်တော့ပျော်သွားတာဒါပေမဲ့အနောက်မှာဗီဒီယိုပြရတယ်ဗီဒီယိုပြတဲ့အချိန်မှာအဲ့ဗီဒီယိုကမြန်မာနိုင်ငံမှာအရင်အခြေအနေတော်တော်ဆိုးနေတဲ့အချိန်တုန်းကပေါ့နော်
သူတို့ interland view ရဲ့အချိန်မှာဖြည့်ထားတာအဲ့ဗီဒီယိုမှာလူကစိတ်ကလည်းမပါဘူးပြိုင်ပွဲအတွက်လည်းအရင်စိတ်ညစ်နေတာပေါ့အဲ့ဗီဒီယိုပြန်ပြရဲ့အချိန်မှာပို့ပြီးတော့ငိုချင်သွားတာပေါ့နော်ဒီလိုမျိုးငါလုံနိုင်ခဲ့ပြီပေါ့နော်ငါအခက်ခဲအများကြီးကြော်ဖြတ်ပြီးတော့ငါဒီနေရာရနိုင်ခဲ့ပြီငါပထမဆုံးအနေနဲ့ငါရနိုင်ခဲ့ပြီဆိုပြီးတော့စိတ်ထဲမှာလည်းဖြစ်ပြီးအရင် emotion ဖြစ်ပြီးတော့ငိုမငိုအောင်လို့ထိန်းထားတယ်ဒါပေမဲ့ထိန်းလို့မရဘူးဗီဒီယိုပြရဲ့အချိန်မှာပေါ့နော်ကိုယ်နိုင်ငံအတွက်လည်းဟိုတစ်ဖက်တစ်လမ်းနေပြီးကိုဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါ့နော်ဒါလှုပ်ပေးနိုင်ခဲ့ပြီဆိုပြီးတော့ခက်ခဲလေကြော်ဖြတ်ခဲ့ရတော့အရင်ဝမ်းသာပါဟုတ်ပါတယ်ကဲလက်ခုပ်တီးပြီးတော့နောက်ထပ်ကွန်ပျူတာရမှန်ပါတယ်လို့အခက်ခဲတွေများစွာကျွန်တော်ကြော်ဖြတ်ခဲ့ရတဲ့ top 21တိရောက်တယ်ဆိုတာလည်းလွယ်တဲ့အလုပ်တော့မဟုတ်ဘူးလေနော်ညီမငယ်လုံလဝရိယနဲ့စူးစမ်းမှုအတွက်ကြောင့်ဒီရှင်တတိရောက်လာတာဖြစ်ပါတယ်လို့နောက်တစ်ခုကျွန်တော်ကြားလိုက်တာတစ်ခုကတော့ luggage တွေမရောက်လာဘူးဆိုတာလည်းကြားတယ်ဒါပေမဲ့မဟုတ်ပဲနဲ့ကျွန်တော် YouTube पेလိုက်ကြည့်တဲ့ခါမှာပေါ့နော်ပယ်ရူဖြစ်စေမက္ကဆီကိုတို့ဖိလစ်ပင်းတို့ကလည်းပဲပြောကြတယ်အော်ဒါ Miss Myanmar မဟုတ်ဘူးလားပေါ့နော်သူ luggage မရောက်လာဘူးလေဒါပေမဲ့ national costume winner ရတယ်ဆိုပြောတဲ့ခါမှာ wow ဆိုဘယ်သူမဆိုအားလုံးပေါ့နော်ဝမ်းသာပေးကြတဲ့ခါမှာညီမငယ်နဲ့ဘယ်လိုခံစားပါတယ်လဲ luggage မရောက်လာပေမဲ့ national costume winner ရတယ်ဆိုတော့ပေါ့နော်ညီမဘယ်လိုများခံစားပါတယ်နည်းနည်းလေးပြောပြပေးပါဟုတ်အရာအားလုံးကကောင်းမှုအတွက်ဖြစ်လာလို့ပဲထင်တယ်ပေါ့နော်ဒါကိုကလည်းဟိုပျောက်ပါစေဆိုပြီးလောက်တာလည်းမဟုတ်ဘူးပြီးတော့ national costume ကလည်းအကြောင်းမျိုးမျိုးကြောင့်တခါတည်းညီမနဲ့ယူလာလို့မရလို့တက်ပို့လိုက်တဲ့အချိန်မှာအချိန်မီမရောက်လာခဲ့ရပေါ့နော်အဲ့တော့ကောင်းမှုဖြစ်လာလို့ပဲထင်ပါတယ်ညီမအတွက်ဒါဖေကဖန်ဆင်းပေးရပေါ့နော်ပြောဆိုးတွေကအကောင်းဖြစ်သွားတာပေါ့နော်အရန်ဟိုအတိုင်းမသိဝမ်းသာ national costume ရမယ်လို့တော့မထင်ထားဘူးကိုကတော့ top 21ရဖို့ပဲအဓိကစူးစမ်းနေ national costume ကတော့လို့ဟိုတေချာပြင်ဆင်ထားတာလည်းမဟုတ်ဘူးပေါ့နော်ဒါကိုပြိုင်မှုရဲ့ချင်းဝင်းဆောင်ပဲပြန်ပြီးတော့ရှင်းပြန်လိုက်တာဆိုတော့အလှဆုံးအကောင်းဆုံးဖြစ်အောင်တော့လုပ်ခဲ့တယ်ဒါပေမဲ့ပြိုင်ဟိုစုရဖို့ထီတော့အဲ့လိုအရန်မမှန်ထားဘူးပေါ့နော်ဒါပေမဲ့တနိုင်ငံလုံးရောဒါဒီပြည်ပမှာရှိနေတဲ့ဟိုမြန်မာလူမျိုးတွေအကုန်လုံးကရော vote ပေးကြတဲ့အတွက်အခုလိုမျိုးနေရာကိုရပါအရန်ဝမ်းသာရပေါ့နော်ပြီးတော့ international fan တွေအကုန်လုံးကလည်းသဘောကျတယ်ပြီးတော့ဟိုပြိုင်ဝင်တွေကလည်းဒီဝတ်ဆောင်အရန်သဘောကျတယ်အကုန်လုံးရှိသမျှတွေအကုန်လုံးသဘောကျတယ်ပြီးတော့ဒီ pray for Myanmar အကြောင်းလဲဟိုအကုန်လုံးပေါ့နော်အရာအားလုံးပေါင်းဆက်ပြီးတော့ဒါဒီ national costume ဆိုရတယ်လို့ထင်တယ်တခုတည်းအကြောင်းဆိုရင်တော့ပြောတတ်ဘူးပေါ့နော်Yep, okay နောက်ထပ်ကျွန်တော်ကွန်ပျူတာရအောင်လို့ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်မှန်ပါတယ်ပြဿနာတွေခက်ခဲတွေရှိပေမဲ့အစိုးရကအကောင်းကိုအမြဲတမ်းဖန်တီးပေးတဲ့ဖျားသခင်ဖြစ်ပါတယ်အာမင်ဆိုတော့ညီမငယ်မှာဝိဆရာမရှိခဲ့ပေမဲ့ကျွန်တော်တို့ကပဲเนาะဒီကဝိုင်းပြီးတော့ကူညီပေးကြတဲ့ National Costume Winner ကျွန်တော်တို့ချင်းဝစ်စုံပဲပြောမလားเนาะရသွားတဲ့ခါမှာကျွန်တော်လည်းပဲအရန်ပဲအထူးပဲဝမ်းသာပါတယ်လို့เนาะကျွန်တော်တခုကြားထားတာရှိတယ်ကျွန်တော်ကြားတာအရန်များတယ်เนาะညီမငယ်ပါလေ breast cancer project လည်းရှိတယ်လို့ပြောတယ်เนาะလည်းနည်းလေးရှင်းပြပေးပါဘယ်လိုများလုပ်တယ်လဲဘယ်လိုများပါဝင်တယ်လဲဆိုတာလည်းပဲဟုတ် breast cancer ကညီမကိုယ်တိုင်လည်းအသက်19နှစ်မှာတော့ဒီရင်သားမှာအကျိတ်ဖြစ်လို့ခွဲခဲ့ရတယ်ပေါ့နော်အဲ့ဒါလည်းအချိန်မီမသိရင် cancer ဖြစ်တော့မှာအဲ့တော့အခုအသက်ကြီးရင်လည်းဖြစ်နိုင်တယ်ဆရာဝန်ကပြောထားတယ်အဲ့တော့ဟိုပေါ့နော် breast cancer ဆိုတာငငယ်အမျိုးသမီးအကြီးကြီးပဲဖြစ်တယ်လို့ထင်တာအရင်ကတော့လေဒါပေမဲ့ညီမတို့လိုလူငယ်တွေမှာလည်းဖြစ်နိုင်တယ်ဆိုတော့ကိုယ်တိုင်ခံစားတော့သိသွားပါတော့အချိန်မီတာမသိရင်တော့ဒါ cancer ဖြစ်ပြီးတော့အသက်ဆုံးရှုံးနိုင်တယ်ပေါ့အဲ့အကြောင်းညီမဒီ Miss Universe မှာလည်းကိုယ့်ရဲ့တကယ်အတွေ့အကြုံနဲ့ပတ်သက်တဲ့ဒီ breast cancer awareness ကိုပဲ project ကိုပဲရွေးလိုက်တာပေါ့နော်အဲ့အကြောင်းမို့လို့ပဲဒီဒိုင်တွေကလည်းညီမဟိုမေကိုမေရဲ့အချိန်မှာညီမကိုယ့်ရဲ့ experience ကိုတိတိကျကျရှင်းပြပြီးတော့ညီမကိုယ့်အတွေ့အကြုံနဲ့တကယ်စိတ်ရင်းမှန်နဲ့လုပ်တယ်ဆိုတဲ့ဟာဒိုင်တွေကလည်းအတိမတ်ပြုရဲ့အဲ့အကြောင်းမို့လို့လည်းညီမအမှတ်တွေပို့ရသွားတယ်လို့ထင်တယ်all right ကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့ဒါဆိုရင်ကျွန်တော်တို့ပေါ့နော်ဒလောကမှာရှိတဲ့အမျိုးသမီးတွေဖြစ်စေသူတို့မှလည်းပဲအခက်အခဲအများစွာရှိတာပဲလေနော်ညီမကဲတော့ breast cancer ရှိခဲ့တယ်ပြဿနာရှိခဲ့ညီမငယ်နဲ့ဘယ်လိုမျိုးခွန်အားပေးချင်ပါတယ်လဲအဲ့ဒါလည်းပဲကြားချင်ပါတယ်လို့breast cancer ကတော့ပေါ့နော်စောသိရင်တော့ဒါဘယ်လိုပြောရမလဲအသက်ဆုံးရှုံးနိုင်တဲ့ယောဂမဟုတ်ဘူးမျိုးသမီးတွေအတွက်ဆိုရင်တော့အဓိကကတော့မရှက်မကြောက်ဖ ೇನೆ ဟိုဆရာဝန်နဲ့တခြားတိုင်ပင်တင်တယ်ညီမတော်ကဆိုလဲမသိဘူးပေါ့နော်ဒါပေမဲ့ဟိုအကျိတ်ကိုစမ်းမိရဲ့အချိန်မှာဆရာဝန်နဲ့ချက်ချင်းတော့ပြလိုက်တာတော့ပြရဲ့အချိန်မှာချက်ချင်းခွဲရဒီနေ့ပြရင်နောက်နေ့ခွဲရတယ်အဲ့လိုခွဲရမယ့်ဥစ္စာကိုကြောက်ပြီးတော့ဒီတိုင်းနေလိုက်မယ်ဆိုရင်ဒါကိုယ့်အသက်ပါဆုံးရှုံးနိုင်တယ်ပေါ့နော်အဲ့တော့ breast cancer ကဟိုအရင်ကြောက်ရမယ့်ယောဂတော့မဟုတ်ဘူးအမျိုးသမီးတော်တော်များများဖြစ်တယ်ဒါပေမဲ့မရှက်မကြောက်ပဲနဲ့ဆရာဝန်နဲ့အမြန်ပေါ့နော်တကယ်လို့မတင်ကားစရာဖြစ်ပြီဆိုရင်ဆရာဝန်နဲ့တော့တိုင်မယ်ပြီးသွားရင်ဆရာဝန်ညွှန်ကြားချက်တိုင်းခွဲရမယ်ဆိုလဲခွဲလိုက်ပါဘာမှကြောက်စရာယောဂမဟုတ်ဘူးအဓိကကတော့
မရှက်မကြောက်ပဲပေါ့အဓိကပဲဥပမာမြန်မာမျိုးသမီးတော်တော်များကြတော့ရှက်တာကြောက်ကြအများလေအဲ့ဒီယောဂရှက်ရမယ်ကြောက်ရမယ်ယောဂမဟုတ်ဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ဒါကျွန်တော်အားလုံးသိတဲ့အရာဖြစ်တယ်နော်ကျွန်တော်တို့တနေ့ကျရင်ခုယောဂရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစာဝင်နဲ့သွားတွေ့တာလဲကောင်းသောအရာဖြစ်တယ်ဒါဆိုကျုပ်တွေလည်းဖြစ်တတ်တယ်လို့ပြောရနော် breast တော့မသိဘူးနော်ဒါယောက်ျားဖြစ်တဲ့ကျွန်တော်လည်းပဲမနှက်ဖြန်ဆရာဝန်တော့ပြရတော့မယ်တော့တင်တယ် Okay ဆိုတော့ကျွန်တော်လူငယ်လေးမြောက်များစွာဒီမှာရှိကြတယ်ဆိုတော့လူငယ်ထဲမှာလည်းပဲပေါ့နော်အားမလို့အားများဖြစ်တယ်အင်္ဂလိပ်ဆိုတော့ self low esteem ရှိတဲ့သူတွေပေါ့နော်ညီမငယ်နဲ့ဘယ်လိုမျိုးခွန်အားပေးချင်ပါတယ်လဲအဲ့ဒါလည်းကျွန်တော်လူငယ်တွေကိုကျွန်တော်လည်းကြားခိုင်းစေချင်ပါတယ်လို့ဟုတ်ညီမလည်းလူငယ်တယောက်ပဲပေါ့နော်ညီမလည်းကိုအားမလို့အားမရဖြစ်တဲ့အချိန်တွေရှိရယ်စိတ်ထကြတဲ့အချိန်တွေရှိရယ်ညီမဒီလိုမျိုးစင်မြင့်ထက်ပေါ်မှာဒီလိုမျိုးဒီတိုက်ရမှာအောင်မြင်မယ်လို့ငငယ်တခါမှမတွေ့ခဲ့ဘူးအရင်ကြောက်တတ်တာပေါ့နော်ပြီးရင် challenge လောက်ရမှာလေကြောက်တယ်ဒီတိုင်းတယောက်တည်းပဲအဲ့လိုနောက်ွယ်မှာပဲပုံနေချင်တာပေါ့နော်ဒါပေမဲ့ညီမကိုဘေးကနေပြီးတော့ supporting အပြည့်ပြီးမိသားစုရှိရယ်ပေါ့နော်သူတို့ကညီမကိုအောင်မြင်စေချင်တယ်တိုးတက်စေချင်တယ်ဘဝမှာ challenge တွေကိုကြုံခိုင်းစေချင်တယ်ပေါ့နော် challenge တွေကြုံမှလည်းအခက်ခဲဖြတ်ကျော်ပြီးအောင်မြင်မှုရမှာဆိုတော့ညီမအစကတော့အရင်ကြောက်တယ်အခုလိုမျိုးလို့ဒါပေမဲ့အခုတော့အကုန်လုံးရဲ့ supporting အားပေးမှုနဲ့ညီမအကောင်းဆုံးဒီလိုနေရာကိုရောက်လာခဲ့ပြီပေါ့နော်အဲ့တော့ပြောချင်တာကတော့ဘဝမှာအခက်ခဲတွေ challenge တွေကြုံရတဲ့အခါတိုင်းမှာစိတ်ဓာတ်မကျပါနဲ့လို့ဒီအခက်ခဲတွေကနေပဲကိုယ်အောင်မြင်မှုကိုဒါသူ step by step တွန်းပို့ပေးရပါတော့အခက်ခဲတစ်ခုတွေ့ပြီးလို့ပြီးွားပြီလို့တော့မဟုတ်ဘူးနောက်တစ်ခုကတွေ့အောင်ပါပဲညီမကလည်းအခက်ခဲအများကြီးကြော်ဖြတ်ပြီးွားပြီးငါပြီးပြီဆိုပြီးဒီရောက်လာတော့လည်းမပြီးသေးဘူးအဲ့တော့အခက်ခဲရဘဝမှာတော့ဒါလူဘဝကတော့ဗောနော်အခက်ခဲရတော့ကြောင်းရမှာပဲအဲ့အခက်ခဲတွေကိုအဓိကကတော့စိတ်တက်မကြဘဲနဲ့ကိုဘလို့အကောင်းဆုံးကြော်ဖြတ်မလဲအဲ့ဒါကိုပဲအဖြေကိုပဲအဓိကရှာစီခြင်းနဲ့ညီမဆို like-ish ပြောက်တယ်ပြန်မွေးမှာအရင်အရေးကြီးရဲ့အရာဗောနော်ညီမအင်ကြီးအကုန်လုံးပြောက်သွားတဲ့အချိန်မှာအဲ့ဒါယူပဲထိုင်ပြီးစိတ်ဆင်းရဲနေမယ်ဆိုရင်ညီမဒီပြိုင်ပွဲမှာအကောင်းဆုံးလုပ်နိုင်မှာမဟုတ်ဘူးအဲ့တော့ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲ like-ish ပြောက်တော့တခြားအဖြေအများကြီးရှိရလေဒီဟာကြီးကိုပဲစိတ်ညစ်နေလို့မရအောင်အဲ့တော့ဘဝမှာအခက်ခဲဘယ်လိုပဲကြုံလာစိတ်ဓာတ်မကြပါနဲ့လို့ဖြေရှင်းနိုင်တဲ့နည်းလမ်းအများကြီးရှိရဲပြီးတော့ကိုတယောက်တည်းဘယ်တော့မဖြေရှင်းပါနဲ့လို့ကိုယ့်ရဲ့ဘေးနာမိသားစုကိုပတ်ဝန်းကျင်ကိုအသိမိတ်ဆွေတွေကိုပြောပြပါတော့ကိုယ့်ရဲ့အခက်ခဲပြောပြပါသူတို့ရဲ့အကြံဉာဏ်ပေးမှုကိုပို့ပြီးခွန်အားဖြစ်စေရပေါ့နော်အဲ့ရနေပြီးတော့ပဲဘဝအကောင်းဆုံးဖြတ်တန်းပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအရင်ပဲကောင်းတဲ့အကြံဉာဏ်ဖြစ်ပါတယ်လို့နော်ထို့တူပဲညီမငယ်ဘဝမှာအောင်မြင်ဖို့ရန်အတွက်ကိုယ့်ရဲ့ role model စံနမူနာဘသူကိုကြည့်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ role model ဘသူဖြစ်တယ်လဲဆိုတာလည်းပြောပြပေးပါအောင်ညီမဘဝရဲ့ role model ကတော့ညီမအမပေါ့နော်ဘာကြောင့်လဲဆိုတော့ तू ကညီမတို့ငငယ်တည်းက तू အမှုပညာလုပ်ကို तू လည်းအသက်ငငယ်ရွယ်နေမိဘကိုရှာကျွေးရပါတော့ညီမငငယ်တည်းက तू ကိုကြည့်ပြီးတော့အော်ငါလည်းတနေ့ရောငါမလိုပဲငါမိဘကိုတခြားရှာကျွေးရမယ်အဲ့တော့အလုပ်ကိုစ조사ချင်တယ်ပေါ့နော်ဟိုငါမအောင်မှဒါ तू ငယ်လေးနဲ့ဒီအမှုပညာလုပ်တွေကို तू အခက်ခဲအများကြီးကြော်ဖြတ်ပြီးစ조사ခဲ့ရငါတမတို့ညီမတို့အရွယ်မှာကျတော့ဒါခစ်ကလည်းပိုကောင်းသွားပြီပေါ့နော်သူတို့ခစ်တုံးကဆိုရင်အမှုပညာတိတ်ပြီးတော့ဟိုငွေကြေးလည်းတိတ်မရဘူးဒီခေတ်ဆိုရင်ပိုအောင်ကောင်းသွားပြီအဲ့အချိန်မှာပေါ့နော်သူ့ကိုကြည့်ပြီးတော့သူ့ရဲ့မိသားစုကိုစာနာတတ်တဲ့စိတ်တွေသူ့တကိုယ်တည်းကိုမကြည့်ဘူးမိသားစုတက်ကိုကြည့်ပြီးတဲ့စိတ်တွေကြည့်ပြီးတော့ညီမလည်းဒီနေ့ဒီလိုနေရာမှာမိဘကိုဒါရှာကျွေးနိုင်ရမယ်ဆိုတဲ့စိတ်နဲ့သမီးကောင်းတယောက်အနေနဲ့ဖြစ်လာတာပါဒီဘဝန်တော်လက်ခုပ်တီးပြီးတော့ဂုဏ်ပြုကြရအောင်သမီးကောင်းဖြစ်ဖို့ရန်အတွက်အမကိုစံနမူနာနဲ့ကြည့်ရှုရနော်အဲ့လိုပဲဒီမေလ9ရက်နေ့မှာတိုင်ခင်မှာအမေများနေဖြစ်ခဲ့တယ်နော်အမေများနေပြီးအမေကနေပြီးတော့ဘာတွေသင်ခန်းစာပေးခဲ့တယ်လဲအမေဘောနေဘာသင်ခန်းစာတွေရပြီးတော့ဘယ်လိုမျိုးခြေလန်းလှမ်းတယ်လဲဆိုတာလည်းပဲပြောပြပေးပါအောင်အမေကိုတတိယရများရှိမလားမသိဘူးအမေကတော့အချစ်ဆုံးပဲဘာကြောင့်လဲဆိုတော့အမေကငငယ်တည်းကစုလဲမစုရိုက်လဲမရိုက်ဘူးအရန်အလိုလိုက်တယ်အဖေကတော့အရင် strict ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အမေကတော့အဲ့လိုမျိုးဟိုအေးစစ်စစ်ပဲအရင်ရိုးတယ်အရင်ဟိုပေါ့နော်လူကြားထဲမှာဆိုလဲဟိုမင်းသမီးရဲ့အမေပါဘသူရဲ့အမေပါဆိုပြီးအဲ့လိုလုံးဝမရှိဘူးအရင် humble ဖြစ်တယ်အဲ့ဒီအချက်တွေကြောင့်လဲအမေကိုပေါ့နော်ဟိုသူစီကအဲ့ဒီအချက်လေးတော့ယူဖြစ်တယ်ပေါ့နော်ဘဝမှာဘယ်တော့မှအဲ့လိုကိုအမြင့်ရောက်လို့လဲကိုအောက်ကလူတွေကိုမနှိမ်ဘူးပြီးတော့အရင်လဲဟိုမာနမကြီးတတ်ဘူးအမြဲ humble ဖြစ်အောင်ကိုနေတယ်အဲ့ဒီအတွက်အမေကိုအရင်ကျေးဇူးတင်ပါတယ်လို့ငယ်တဲ့ကနေပြီးတော့အခုလိုမျိုးညီမတို့ကလေးသားသမီးတွေကိုပေါ့နော်အဲ့လိုမျိုးချုပ်ချယ်မှုလည်းမရှိဘူးပွပွင့်လင်းလင်းနဲ့ဒါသူ
ရင်ချစ်ပေးရတဲ့ရင်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် alright လက်ခုပ်တီးပြီးတော့ဂုဏ်ပြုကြရအောင်သူပဲကျေးဇူးတင်ပါတယ်လို့เนาะကျွန်တော်တို့အခက်ခဲတွေရှိတယ်ခါမှာအမေကိုတတိရတယ်အမဟာဆိုရင်လည်းပဲသူ့အတွက်စံနမူနာကောင်းဖြစ်ပါတယ်လို့ကျွန်တော်အသက်တာမှာလည်းပဲဘသူကစံနမူနာကောင်းဖြစ်တယ်လဲပြန်ပြီးတော့စဉ်းစားကြည့်ရအောင်เนาะအမေအတွက်လည်းပဲကျွန်တော်တတိရတယ်ဆိုရင်လည်းပဲသူ့လည်းပဲကျွန်တော်တတိယဆုတောင်းမေတ္တာပေးဖို့အတွက်ဖြစ်ပါတယ်လို့เนาะပြီးတဲ့ခါမှာဒီပွဲပေါ့เนาะကျွန်တော်ဒီ Miss Universe ပွဲပြီးသွားတဲ့ခါမှာဘာဖြစ်စေအောင်သွားတယ်ပေါ့နော်တခု national costume အောင်သွားတဲ့ခါဖြစ်စေ top 21ရသွားပြီဆိုတာ ਨੇ ပထမဆုံးဘသူ့ကိုတတိယပြီးတော့ဖုန်းခေါ်တာရှိလားအဲ့ဒါလည်းသိချင်ပါတယ်လို့အဲ့ဒါလည်းအမအောင်ပဲခေါ်တာဘာဖြစ်လို့လဲဆိုပွဲပြီးရဲ့အချိန်မှာအရင်ပင်ပန်းပြီးတော့အခန်းထဲရောက်တဲ့အချိန်မှာဟိုအမကိုခေါ်တယ်ပြီးတော့ fan တွေအတွက် Facebook မှာ live လုပ်ပေးအဲ့ဒါပထမဆုံးလုပ်တာပဲalright ရန်ကောင်းပါတယ်လို့အဲ့ဆိုရင်ညီမစောနာပြောတဲ့အတိုင်းပဲအမေကနေပြီးတော့ humble ရမယ်နှိမ့်ချမယ်တင်ပေးတယ်လေနော်ဆိုညီမကျွန်တော်တို့မသိသေးတဲ့ hidden talents တွေလည်းသိချင်ပါတယ်လို့ညီမဘာတွေများတော်တယ်လဲတက်တယ်လဲဟင်းချက်တော်သလားအစားတော်သလားဘာဖြစ်လို့များပေါ့နော်ဒီလိုမျိုးလှလှပပလေးဖြစ်နေတယ်လဲဆိုတာလည်းပဲသိချင်ပါတယ် hidden talents နည်းနည်းလေးပြောပြပါအောင်ညီမ hidden talent လည်းမရှိဘူးဘယ်လိုပြောမလဲဒီလိုမျိုးသာဖြစ်လာရပေါ့နော်ညီမတချင်းလည်းမဆိုတတ်ဘူးအဲ့လိုဘာမှမလုပ်တတ်ဘူးတိတ်ပြီးတော့လေဒါပေမဲ့ညီမဝါသနာပါတော့အဲ့လို makeup လိမ့်နဲ့ဥစ္စာတော့ဝါသနာပါရပေါ့နော်အဲ့ဒါတော့သူများစီကတင်စီရမလို့ပဲနဲ့ကွက်ကိုတက်တာပေါ့နော်အဲ့ဒါပဲလို့ထင်တယ်ကျွန်တော်တော့ဘာမှအနုပညာနဲ့ပတ်သက်ရင်ဘာမှဂီတာလည်းမတီးတတ်ဘာမှမလုပ်တတ်Okay ညီမတော့အရင်ပဲနှိမ့်ချလို့ကျွန်တော်မြင်တယ်ကျွန်တော်အမြင်ကဘာလဲဆိုတော့သူအပြုံးလေးသူအပြုံးလေးပြုံးလိုက်တဲ့ခါမှာကျွန်တော်တို့ရင်ထဲမှာရှိတဲ့ပြဿနာတွေအားလုံးကိုအရေးပျော်သွားခိုင်းပါတယ်လို့မှန်တယ်နော်အားလုံးမဲဆိုလက်ခုပ်တီးကြရအောင်ဒါညီမ hidden talent ဖြစ်တယ်သူကပြုံးလိုက်တဲ့ခါကျရင်မျက်လုံးလေးနဲ့ပြုံးတာမျက်လုံးလေးနဲ့တေချာကြည့်ပြီးတော့မှပြုံးတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကိုဖန်ဆာသွားပါတယ်လို့เนาะအဲ့ဒါညီမရဲ့ hidden talents ကသူ့ရဲ့ကောင်းသောအရာဖြစ်ပါတယ်လို့เนาะ Okay ဆေးမအကြီးပြောတော့မယ်ကျေးဇူးပြုဖျောင်းနိုင်မထွန်းပါနဲ့မီးလေးတွေလည်းပိတ်ပေးလို့ရပါပြီအော်မဟုတ်ပါဘူး alright နောက်ဆုံးပေါ့နော်ဒီမှာညီမရဲ့ရှေ့ဆက်ခရီးအတွက်ဘာတွေများရှိတယ်လဲ future plan လေးတွေပေါ့နည်းနည်းလေးသိချင်ပါတယ်လို့မ future plan တော့နည်းနည်းလမ်းပြောင်းနေပါတော့တော့လမ်းပြပေးမယ်ပုံမှန်ဆိုရင်တော့ပွဲပြီးရဲ့အချိန်မှာအခုလိုမျိုးဆိုအောင်ပွဲရမ်းခံပြီးတော့ကိုယ့်နိုင်ငံကိုပြန်မယ်အချိန်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့အခက်ခဲမျိုးမျိုးကြောင့်ပြန်လို့မရသေးတဲ့အတွက်ညီမဒီမှာတော့ခဏလာပိုင်းလောက်ပေါ့ညီမခဏတော့နေသွားမယ်ဒါပေမဲ့အခုလိုမျိုးဒီမှာရှိရဲ့မြန်မာလူမျိုးတွေကနေပြီးတော့ဒါကိုယ့်ရဲ့နိုင်ငံကိုပြန်ရတယ်လို့မျိုးပဲအခုလိုမျိုးတွေ့ဆုံပွဲလေးလုပ်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်အခုညီမ model agency တစ်ခုနဲ့ join ထားရပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ညီမဟိုအခုချိန်မှာအိမ်နိုင်ငံကလည်းဟိုစင်မပြေဘူးဆိုတော့အိမ်မှာလည်းဘယ်သူမှအလုပ်ကရှိကြမှာမဟုတ်ဘူးအမဆိုလည်းဒါအနားကကြာပြီဆိုတော့ညီမပဲအခုကိုပဲထောက်ပံ့ရမှာပေါ့နော်အဲ့တော့ကိုmodel agency နဲ့ join ထားတယ်ကံကောင်းထောက်မှဆိုတာနဲ့အလုပ်တွေကမကြခင်ရတော့မယ်လို့မျှော်လင့်ရတယ်ပေါ့နော်အဲ့ဒါညီမဝမ်းသာပါတယ်ညီမအိမ်ကိုလည်းထောက်ပံ့လို့ရမယ်ပြီးတော့ကိုယ်နိုင်ငံအတွက်လည်းတစ်ဖက်တစ်လမ်းနေပြီးတော့ဒါလိုအပ်တဲ့နေရာတွေထပ်ပြီးတော့ထောက်ပံ့လို့ရမှာဖြစ်တဲ့အတွက်အရင်ဝမ်းသာပါတယ်ကျွန်တော်လည်းအထူးပဲဝမ်းသာပေးပါတယ်လို့ညီမငယ်ကြီးရောက်လာတဲ့ခါမှာခက်ခဲတွေအများကြီးကြော်ရတယ်ဒါပေမဲ့ဆွမ်းနာပြောရတဲ့အစိုးရအကောင်းတွေရလာတယ်နော် modeling agency နဲ့လည်းပဲသူထိတွေ့ရတော့ဖြစ်တယ်ဆိုတော့အထူးပဲဝမ်းသာတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲအရန်ပဲပီတိဖြစ်တဲ့အရာဖြစ်တယ်ဘာလို့ဆိုတော့လူငယ်လေးတွေပေါ့နော်ဒါကအစမြန်မာကိုယ်စားတွေကအစလူငယ်လေးတွေတိုးတက်တာတွေ့တဲ့ခါမှာကျွန်တော်လည်းအထူးပဲဝမ်းသာကြတာဖြစ်ပါတယ်လို့ Okay နောက်ဆုံးမိခွန်းတစ်ခုမေးမယ်ဘာလဲဆိုတော့ညီမရဲ့တက်တာထဲမှာဘလိုမျိုးအမျိုးသားကိုပေါ့နော်ကြိုက်နှစ်သက်တယ်လေဘလိုမျိုးအမျိုးသားဆိုရင်ကိုယ့်ရဲ့မိမိအိမ်ထောင်စုအဖြစ်ပေါ့နော်ဘယ်လိုခေါ်လဲအိမ်ထောင်ဖက်အနေနဲ့လက်တွဲချင်ပါတယ်လေဒါကျွန်တော်ပဲသိချင်တာမဟုတ်အောက်ကလူတွေမေးလို့ကျွန်တော်မေးတာပါအခုကအရန်ငယ်သေးရောအိမ်တော်ဘတ်တွေပါတော့မတွေ့ရသေးဘူးပေါ့နော်အာရှာပါဒါမဲ့ညီမဖြစ်စေချင်တာကတော့ဒါညီမအတွက်ပဲမဟုတ်ဘူးပေါ့နော်အမျိုးသမီးတွေအားလုံးအတွက်ဒါအမျိုးသားတွေဆိုတာဟိုတစ္ဆာရှိဖို့လိုအပ်တယ်ဘလောက်ပဲဒါပတ်စံချမ်းသာအောင်ထားတစ္ဆာမရှိဘူးဆိုရင်ပျော်ရမှာမဟုတ်ဘူးပေါ့နော်ဟိုတချို့ကြောက်လည်းပတ်စံတော့ချမ်းသာတယ်ဒါပေမဲ့မပျော်ရအောင်အဲ့လိုမျိုးတွေလည်းမဖြစ်စေချင်ဘူးပေါ့နော်ဒါလူဘဝတဘဝအဲမှာပေါ့နော်ဘယ်နေ့ဘလို့ကိုဘဝဘလို့ဖြစ်မလဲမသိရဲ့အချိန်မှာ
သက်ရှင်နေတော့လေးမှာအကုန်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ချစ်ချစ်ခင်ခင်ပဲနေစေချင်တယ်တခြားကိစ္စမျိုးလိုမျိုးမရှုပ်ရှက်တယ်မဖြစ်စေချင်ဘူးပေါ့နော်အဓိကကတော့သစ္စာရှိပြီးတော့ဒါကိုမိန်းမကိုတေချာဂယူဆိုင်နားလည်မှုအပြည့်ပေးတတ်တဲ့သူမျိုးပဲဖြစ်စေချင်ပါတယ်โอเคအမျိုးသားအားလုံးကြားတယ်နော်ကြားတယ်ဆိုရင်ကြားတယ်လို့ပြောပါဦးalright ကျေးဇူးတင်ပါတယ်ညီမအခုချိန်မှာချိန်ပေးပြီးတော့ကျွန်တော်တို့ကိုစကားပြောပြီးတော့ကျေးဇူးတင်တယ်အခုညီမခဏနားခံရအောင်เนาะပြီးတဲ့ခါမှာကျွန်တော်နောက်ထပ် go view သချင်းလေးတွေကိုပြန်ပြီးကြားရအောင်စီစဉ်ဆက်ပြီးတော့သွားကြရအောင်လို့ပြောချင်ပါတယ်ဒီလိုမျိုးအချိန်ရဖို့အတွက်ညီမရဲ့အချိန်လေးတွေတန်ဖိုးရှိတဲ့အချိန်လေးဖဲ့ပေးတဲ့အတွက်သူရဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခါကျွန်တော် Miss Universe မြန်မာကိုလက်ခုပ်တီးပြီးတော့ go view ကြရအောင်ကျေးဇူးတင်ပါတယ် thank you